မြက်ခင်ပေါ်ခြေပလာနဲ့လမ်းလျှောက်ခြင်းအကျိုးကျေးဇူး၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မြက်ခင်စိမ့်စိမ့်ပေါ်မှာခြေပလာနဲ့လမ်းလျှောက်ရတာဟာတာယာကြည်နူးစရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ။ဒါပေမဲ့ဒီလိုလမ်းလျှောက်ခြင်းကရိုးရိုးအပျော်တက်တက်မဟုတ်ပဲကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ Number 1စိတ်ဖိစီးမှုလျှော့ချစေခြင်းမြက်ခင်ပေါ်ခြေပလာနဲ့လမ်းလျှောက်တဲ့အခါတဘာဝနဲ့ထိတွေ့ဆက်ဆံမှုကစိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ခြေဘဝကအာယုံခံစားမှုကနေတဆင့်အုံနောက်ကိုတက်တောင့်တက်တာစေတဲ့အချက်ပြမှုတွေပို့လွတ်ပေးပြီးစိတ်ဖိစီးမှုကိုလျှော့ချစေပါတယ်။ဒါအပြင်အနာတွေရှိရင်လည်းအနာတွေကိုအကျက်မြုံစေပါတယ်။ Number 2သွေးလက်ပါမှုကောင်းမွန်စေခြင်းခြေပလာနဲ့လမ်းလျှောက်တဲ့အခါခြေဘဝတစ်ခုလုံးကိုတဘာဝအတိုင်းနှိမ့်နယ်ပေးသလိုဖြစ်ပြီးသွေးလက်ပါမှုကိုအားကောင်းစေပါတယ်။ခြေဖွားမှာရှိတဲ့သွေးကြောတွေဟာခန္ဓာကိုယ်အနှံ့အပြားကိုသွေးပို့လွတ်ပေးရမှာအဓိကကျပြီးဒီလိုလှုပ်ပေးခြင်းအပြင်သွေးစီးဆင်းမှုကိုပုံမကောင်းမွန်စေပါတယ်။ Number 3ခန္ဓာကိုယ်ခုခံအားကိုမြင့်တင်ပေးခြင်းမြေကြီးနဲ့ဓာတ်ရိုက်ထိတွေ့ခြင်း earthen တို့မဟုတ် grounding ဟာခန္ဓာကိုယ်တွေက free radical တွေကိုဖယ်ရှားပေးနိုင်တဲ့ electron တွေကိုရရှိစေပါတယ်။ဒါအပြင်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုလည်းမြင့်တင်ပေးပြီးယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်။ Number 4အဲ့ရေပုံမဝစေခြင်းမြက်ခင်ပေါ်ခြေပလာနဲ့လမ်းလျှောက်ခြင်းကညဘက်တွေမှာအဲ့ရေပြတ်သူတွေအတွက်အထူးကောင်းမွန်စေပါတယ်။စိတ်ဖိစီးမှုတွေရှော့ချသွားတဲ့အတွက်အိတ်ဆက်တဲ့အခါပုံမအိပ်ပျော်စေပြီးမနေ့မိုးလင်းတဲ့အခါမှာတော့လန်းဆန်းတက်ကြွစေပါတယ်။ Number 5ကြွက်သားများနဲ့အယိုးအစစ်များကိုတမ်းမာစေခြင်းခြေပလာနဲ့လမ်းလျှောက်ခြင်းကခြေထောက်နဲ့ခြေချင်းဝတ်မှာရှိတဲ့ကြွက်သားတွေကိုပုံမအလုံးလုံးစေပြီးတမ်းမာလာစေပါတယ်။ဒါအပြင်အယိုးအစစ်တွေကိုလည်းတမ်းမာစေပြီးခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုကိုလည်းကောင်းမွန်စေပါတယ်။ဒါအပြင်ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ collagen ဓာတ်ကိုလည်းပေးစွမ်းစေပါတယ်။ဒါကြောင့်နေ့စဉ်ဘဝမှာအချိန်အနည်းငယ်ပေးပြီးမြက်ခင်စိမ့်စိမ့်ပေါ်မှာခြေဖလာနဲ့လမ်းလျှောက်ခြင်းဖြင့်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာကိုရရှိနိုင်ပါတယ်။ဒါကြောင့်မို့လူကြီးမင်းတို့လည်းတစ်ရက်ကိုမိနစ်20-30ခန့်အချိန်ပေးပြီးတော့မြက်ခင်စိမ့်စိမ့်ပေါ်မှာခြေဖလာနဲ့လမ်းလျှောက်ပေးတဲ့အလေ့အကျင့်ကိုလုပ်ပေးပြီးမမီတို့ရဲ့ကျန်းမာရေးကိုဂရုစိုက်ကြပါရှင်။